အားလုံးပဲမင်္ဂလာပါရှင်။ Software Main Channel ကနေကြိုဆိုလိုက်ပါတယ်။ဒီ channel လေးမှာတော့မိက relationship နဲ့ပတ်သက်တဲ့ကိစ္စတွေ lifestyle တွေကိုမိတိတလောက်ချက်ပြီးတော့မှဖြစ်လို့ညီတို့ရဲ့ channel လေးကိုစိတ်ဝင်စားတဲ့ဆိုလို့ရှိရင် subscribe လုပ်ထားပေးကြပါအောင်နော်။ဒီနေ့မိပြပြချင်တာကတော့ဗီဒီယိုအားလုံးကြုံရမယ့်ကိစ္စတစ်ခုပါပဲ။စတာကတော့တစ်ခုခုကိုလက်လွတ်လိုက်ဖို့ဆိုတဲ့အကြောင်းပါ။တကယ်တော့လက်လွတ်လိုက်ရမှာချက်အတင်းဆုပ်ကင်ထားတာကပုံပြီးနာကျင်ရတယ်ဆိုတာကိုသိကြလိုက်။စဟာတလီရရင်ကိုယ်နဲ့မထိုက်တန်တော့တဲ့အရာတွေဒါမှမဟုတ်ကိုယ်စိတ်ဆင်းရဲစေတဲ့လူတစ်ယောက်ကိုငါလက်လွတ်မှဖြစ်တော့မယ်လို့သိနေပေမဲ့လက်တွေ့မှာတကယ်လို့ကိုကြတိတ်ခတ်တယ်နော်။ဘာလို့လဲဆိုတော့အတိတ်ကအမှတ်တရတွေရဲ့နှမျောတာတွေရဲ့ပြီးတော့သူမရှိရင်ငါဘယ်လိုလုပ်မလဲဆိုတဲ့ကြောက်စိတ်တွေကြောင့်ပါဒါပေမဲ့မိတစ်ခုပြပြချင်တာကတကားတစ်ခုကိုကိုယ်တိုင်အဆုံးသတ်ပြီးမပိတ်လိုက်သေးရောနောက်ထပ်ခွင့်လန်းတက်တယ်ဆိုတဲ့တကားတွေကပွင့်လာမှာမဟုတ်ဘူးဆိုတာပါပဲတချို့ကထင်ကြတယ်လက်လွတ်လိုက်တာကရှုံးပြီးလိုက်တာလို့ပေါ့တကယ်တော့မဟုတ်ဘူးနော်လက်လွတ်လိုက်တယ်ဆိုတာကအားအတွက်ဒါမထိုက်တန်တော့ဘူးငါဘွားရဲ့ဒီအခန်းကဏ္ဍကဒီမှာရင်ပြီးဆုံးသွားပြီဆိုတာကိုရဲရဲဝံ့လက်ခံလိုက်တာပါဒါအတင်းအဓမ္မမျိုးဖြစ်တာမျိုးလည်းမဟုတ်ပါဘူးအမှတ်တရတွေကိုတော့ရှိဝင်ပြီးအားလိုက်ပါဒါပေမဲ့အဲ့ဒီအမှတ်တရတွေကကိုယ့်ကိုထပ်ပြီးမနာကျင်နေတော့တဲ့အခြေအနေတစ်ခုရောက်အောင်ကိုပြန်ပြင်နေတာပါဆိုတော့ဘယ်လိုမျိုးစတင်မလဲစရင်ဆုံးကိုအပြစ်မတင်ပါနဲ့တော့အဲ့တော့ကငါဒါမျိုးမလုပ်ခဲ့တင်ဘူးဆိုတဲ့နောင်နာတွေကိုအခုပဲသုံးသပ်လိုက်ပါပြီးတော့လက်ရှိအချိန်ကိုပဲအာရုံစိုက်ပါသူတစ်ပါးကို view ဆိုင်ခဲ့တဲ့လောက်အခုချိန်မှာကိုပြန်ပြီး view ဆိုင်ပါကိုဝါငါပါရာလေးတွေကိုပြန်လုပ်ပါတကယ်ချင်းတွေနဲ့အချိန်တူတူဖြုံးပါကိုပြန်ချစ်တက်လာတဲ့အခါမှာလက်လွတ်ရတာကပိုပြီးလွယ်ကူလာပါလိမ့်မယ်ရန်သူချင်းကအစားပိုင်းမှာတော့ခါးသိနေပါလိမ့်မယ်ဒါပေမဲ့အချိန်တစ်ခုကြာသွားတဲ့အခါမှာတော့ကိုရလာမယ့်လွတ်လပ်မှုကတကယ်ကိုတန်ဖိုးရှိပါတယ်အခုမှဆက်လုပ်မဲ့သူတွေဆိုရင်လည်းမလောပါနဲ့နော်ကိုအချိန်ပေးပါအချိန်ကအရာအလုံးကိုကုစားပေးသွားပါလိမ့်မယ်အဓိကကတော့ရှေ့ဆက်ဖို့စိတ်ကူးရှိနေဖို့ပါပဲဒီနေ့မိပြပြသွားတာလေးတွေကတစုံတယောက်အတွက်ခွန်အားဖြစ်စေနိုင်လို့ပြောလိမ့်ပါရဲ့နော်နားဆင်ပြီးတော့လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်